ဘဝမှာလေတခါလေးဘာလို့ပေါင်ကာယမမတ်တီလမ်းပြောင်းနေတယ်လို့မျိုးခန်းစားရပူးကြမှာပါဆိုတော့ကို့ဘွားအတွက်တကယ်ကိုအသေးပဲရှိတဲ့ရွေးချက်တစ်ခုကိုဘယ်လိုရှာဖွေတွေ့ရှိနိုင်မလဲဒီเจ้าကိုဒီမှာအတူတူကြည့်သွားကြရအောင်တခြားသူတွေကတော့ဘွားရဲ့ပန်းတိုင်တွေတန်ဖိုးထားမှုတွေကိုအတိအကျသိနေကြပြီးကိုကတော့နေလဲစာပါဆိုင်ကောင်းမလဲဆိုတာကိုပဲခေါင်းစားနေရတယ်လို့မျိုးရောခန်းစားနေရပြီလားအမငယ်ပါနဲ့ဒီလိုခန်းစားနေရတဲ့တယောက်တည်းမဟုတ်ပါဘူးတကယ်တော့လေ့လာမှုတစ်ခုအရအမေရိကန်လူကြီးတွေထဲမှာ25%ပဲသူတို့ဘဝရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိကြတာပါ40%ကမသိဘူးဒါမှမဟုတ်ဘာမှမထူဘူးလို့ဖြေပြီးကြံတဲ့သူတွေကလည်းမသိချကြပါဘူးတဲ့ဆိုတော့ဒါကကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးဆိုတာကိုပြနေတာပါပဲလူအများကြုံတွေ့နေရတဲ့အခြေအနေတစ်ခုသာဖြစ်ပါတယ်ဘဝရဲ့ရည်ရွယ်ချက်ဆိုတာကလူတွေပြောနေကြသလိုပန်းစကလုံးတတ်တော့မဟုတ်ပါဘူးနော်သိပ္ပံနေကြတဲ့တည်ပြထားရဲ့အတိုင်းပိုရှိလျာပိုချမ်းမာပြီးပိုချမ်းသာတဲ့ဘဝနေထိုင်မှုအတွက်အဓိကတော့ချက်တစ်ခုဖြစ်နေပါတယ်ရည်ရွယ်ချက်ရှိခြင်းနဲ့အသက်ရှည်ခြင်းကြားကခိုင်မာတဲ့ဆက်ဆက်မှုကိုပြနေတဲ့အံ့ဩစရာကိန်းဂဏန်းတစ်ခုရှိပါတယ်စိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာအပြည့်အဝဆုံးရှိတဲ့သူတွေဟာရှင်းနှခွဲကြလေးလာမှုတစ်ခုအတွင်းမှာသေဆုံးနိုင်ခြေ30%ပိုနည်းတဲ့ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်ဒါကတော်တော်လေးများတဲ့ပမာဏနော်အသက်ရှည်တာတစ်ခုတည်းတော့မဟုတ်သေးဘူးနောက်ထပ်ဘာတွေရှိသေးလဲဆိုတော့ရည်ရွယ်ချက်ရှိခြင်းဟာလေးဖြတ်တာနဲ့နှလုံးရောတာဖြစ်နိုင်ခြင်းနေတာကောင်းကောင်းအိပ်ပျော်တာမညံချိုယွင်းမှုနဲ့မတန်ဆွမ်းဖြစ်နိုင်ခြင်းကိုရော့ချစေတာစတဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးနဲ့လည်းဆက်ဆက်နေပါသေးတယ်ကျမ်းမာရေးတယ်မဟုတ်သေးဘူးနော်ပိုက်ဆံရေးကြီးရေးဘက်မှာလည်းအကျိုးရှိပါသေးတယ်2016ခုနှစ်လေ့လာမှုတစ်ခုမှာတော့ဘဝရည်ရွယ်ချက်ရှိသူတွေဟာအလုံးမှအတိတ်ပဲမရှိဘူးလို့ခံစားရသူတွေထက်ငွေပိုရှာနိုင်ကြတယ်လို့တွေးရှိခဲ့ပါတယ်ဒါကြောင့်ရည်ရွယ်ချက်ရှိခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းဟာတခုကိုစွန့်လွတ်ရမယ့်အရာတွေမဟုတ်ပါဘူးအခုပြောမယ့်အချက်ကနောက်လာမယ့်အကြံပြုချက်တွေအတွက်အရန်အရေးကြီးပါတယ်သူသိထီတွေကတွေ့ရှိခဲ့တာကပျော်ရွှင်ခြင်းဆိုတာကိုယ်အတုပဲကြည့်တဲ့ YouTube taker ဖြစ်ခြင်းနဲ့ဆက်ဆက်ပြီးအတိတ်ကရှိခြင်းကတော့သူတစ်ပါးကိုပေးကမ်းကူညီတဲ့ပေးသူ giver ဖြစ်ခြင်းနဲ့ဆက်ဆက်နေတယ်ဆိုတာပါပဲပေးကမ်းတဲ့သူတွေဟာဘဝမှာရည်ရွယ်ချက်ပိုရှိတတ်ကြတယ်ဟုတ်ပြီဒါဆိုရင်ဘဝရဲ့ရည်ရွယ်ချက်ကိုဘယ်လိုရှာမလဲမှန်တော့လေရည်ရွယ်ချက်ဆိုတာလိုက်ရှာရတဲ့အရာမဟုတ်ပဲကိုယ်တိုင်တိဆောက်ဖန်တီးရတဲ့အရာတစ်ခုပါအဲ့ဒီလိုကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဖန်တီးတိဆောက်ဖို့အတွက်နီလန်းခုနှစ်တွဲကိုကြည့်ကြအောင်ကဲဒီနီလန်းတွေကတော့အချိန်ငွေဒါမှမဟုတ်ကိုယ့်အရေးချင်းကိုလူတန်းတာသူများရဲ့တုံ့ပြန်မှုကိုနားထောင်တာအကောင်းမြင်စိတ်ရှိသူတွေနဲ့ပေါင်းသင်းတာလူသစ်တွေနဲ့စကားစမြည်ပြောတာကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကိုရှာဖွေတာကိုယ့်ကိုဒေါသထွက်စေတဲ့မတရားမှုတွေကိုစဉ်းစားတာနောက်ပြီးကိုယ်တကယ်နှစ်သက်တဲ့အရာကိုရှာဖွေတာတို့ပဲဖြစ်ပါတယ်ဟုတ်ပြီတခုချင်းစီကိုအသေးစိတ်ကြည့်လိုက်ကြရအောင်ပထမဆုံးကြံပေးချင်တာကတော့ပေးသူတယောက်ဖြစ်လာဖို့ပါပဲဒါကအစောကပြောခဲ့တဲ့ပေးသူနဲ့ယူသူကိစ္စနဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းမှာစေတနာဝန်ထမ်းလုပ်တာကိုယုံကြည်တဲ့ကိစ္စအတွက်လူတန်းတာဒါမှမဟုတ်ကိုပတ်ဝန်းကျင်ကလူတွေကိုရိုးရိုးရှင်းရှင်းလေးပဲကူညီပေးတာမျိုးတွေလုပ်နိုင်ပါတယ်ဒုတိယအချက်ကတခြားသူတွေရဲ့တုံ့ပြန်မှုတွေကိုအလေးထားနားထောင်ဖို့ပါတခါလေမှလေကိုယ်တိုင်တောင်တတိမထားမိတဲ့ကိုယ့်ရဲ့အရေးအချင်းတွေကိုတခြားသူတွေကမီးနေတတ်တယ်ခမားလူတွေကိုနှွေးထွေးစွာကြိုးဆိုတတ်တယ်နော်ဆိုတာမျိုးချီးကျူးစကားတွေမှတ်ချက်တွေကကိုယ့်ရဲ့ဝါဒနာနဲ့အရေးအချင်းတွေကိုပြန်လက်ထင်ဟပ်စေနိုင်တာပေါ့တတိယအချက်ကတော့ရှေးလူကြီးတွေပြောသလိုပါပဲပေါင်းသိမ့်တတ်ရင်တန်ဖိုးရှိပါတယ်ကိုပဝင်းကျင်ကလူတွေကကိုယ့်ကိုဘလောက်လွှမ်းမိုးလဲဆိုတာတော့အားလုံးသိမှာပါကိုကိုအကောင်းမြင့်စိတ်တွေနဲ့အပြောင်းလဲတွေလှုပ်ဆောင်ဖို့တွန်းအားပေးတဲ့သူတွေနဲ့ဝန်းရံထားခြင်းကစိတ်အားထက်သန်မှုကိုကူးဆက်စေနိုင်ပါတယ်သူတို့ထားအချက်ကနည်းနည်းတော့ထူးဆန်းနိုင်ပေမယ့်ကိုယ့်ရဲ့ပုံမှန်ပုံသိမ်းနေကြအဝင်းဝိုင်းအပြင်ဘက်ကလူတွေလူစိမ့်တွေနဲ့စကားပြောချဖို့ပါပဲဒီလိုလုပ်ချင်းကကိုယ်တခါမှမသိခဲ့ဘူးတဲ့လှုပ်ရှားမှုတွေအကြောင်းအရာတွေအခွင့်အလမ်းသစ်တွေကိုမျက်စိဖွင့်ပေးနိုင်ပြီးကိုယ့်ဘဝအတွက်ရှုထောင့်အကစ်တွေရရှိစေနိုင်ပါပဲပိုင်စမအချက်ကတော့ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကိုပြန်လဲရှာဖွေဖို့ပါကဲကိုပြန်မေးကြည့်ရမယ့်မေးခွန်းလေးတွေပေါ့ social media မှာဘလို့အကြောင်းအရာတွေကိုအများဆုံး share လုပ်တယ်လဲဘလို့စကားဝိုင်းမျိုးကိုအနှစ်သက်ဆုံးလဲကိုယ့်တဲ့ပုံတွေထဲမှာဘလို့လှုပ်ရှားမှုတွေအများဆုံးပါနေတယ်လဲအဖြေတွေထဲမှာကိုယ့်တဲ့တဲလွန်စားတွေရှိနေနိုင်ပါရဲ့နောက်တစ်ချက်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလဲဆိုတော့ဘလို့မတရားမှုမျိုးကကိုဒေါသထွက်စေတယ်လဲဆိုတာပါပဲဟုတ်ပါတယ်ဒေါသလိုမျိုးအနုလက္ခဏာဆောင်တဲ့စိတ်ခံစားမှုတွေကလည်းကိုယ့်ရဲ့ရည်ရွယ်ချက်ကိုညွန့်ပြပေးနိုင်တဲ့အစွမ်းထက်တဲ့လမ်းပြတစ်ခုဖြစ်လာနိုင်ပါတယ်ဥပမာအနေနဲ့ပြောရရင်တိရိစ္ဆာန်အခွင့်အရေးလူအခွင့်အရေးကလေးအအိုလုံမှုတက်ကီးရွယ်ဦးစောင်းရှောက်ရေး
ဒါမှမဟုတ်မူရက်ဆေးဖြတ်သူတွေကိုပြန်လဲထူထောင်ရေးစာရေးကိစ္စတွေဖြစ်နိုင်ပါတယ်ဒီလိုအဖွဲ့အစည်းတွေဟာအကူအညီနဲ့စိတ်အားထက်သန်သူတွေကိုအမြန်လိုအပ်နေတာပါ ကဲနောက်ဆုံးချက်ကတော့ကိုတကယ်ဘာလို့ရတာကိုသဘောကျလဲဘာကိုနှစ်သက်လဲဆိုတာရှောက်ဖေးဖို့ပါပဲကိုမှရှိတဲ့ထူးခြားတဲ့ကြွမ်းကျင်မှုတွေအရေးချင်းတွေနဲ့ဝါသနာတွေကိုဘလို့နီးနဲ့အသေးပဲရှိတဲ့အရာတကူအဖြစ်ပြောင်းလဲနိုင်မလဲဆိုတာကို idea ထုတ်ချိဖို့လိုပါတယ် ကဲဒီနီလန်းဒီအတိုင်းစူးစမ်းပြီးပြီဆိုပါစို့အခုနောက်ဆုံးပိုင်းကိုရောက်လာပါပြီကိုရဲ့ရွေရဲ့ချက်ကိုရှာတွေ့ပြီဆိုတာဘယ်လိုလုပ်ပြီးတည်နိုင်မှာလဲ ဟုတ်ပါတယ်ဒါကအားလုံးသိချင်နေကြတဲ့အဆုံးသတ်မိခွန်ချပါပဲကိုယ့်ရဲ့အယူရချက်ကိုရှာတွေ့ပြီဆိုတာဘလို့လုပ်ပြီးတည်နိုင်မှာလဲအဖြေကတော့မျောလင့်ထားတာနဲ့နည်းနည်းကွာခြားနိုင်ပါတယ် အမှန်တရားကတော့ဒါဟာတွဲရမယ့်ပန်းတိုင်တစ်ခုမဟုတ်ပဲတက်တက်တာရှောက်လန်းရမယ့်ခရီးစဉ်တစ်ခုသာဖြစ်တယ်ဆိုတာပါပဲကိုယ့်ရဲ့ရွေးချက်ဟာတိကျသေးချတဲ့အမှတ်တစ်ခုမဟုတ်ပဲအချိန်နဲ့အမျှအသက်အရွယ်နဲ့အမျှပြောင်းလဲသွားနိုင်မှာပဲ ဒါကြောင့်နောက်ဆုံးမှာတော့ငါမှရည်ရွယ်ချက်ရှိရလားလို့ကိုပြန်မမေးတော့တဲ့အချိန်ဟာကိုယ့်ရဲ့ရည်ရွယ်ချက်ကိုတွေးရှိသွားတဲ့အချိန်ဖြစ်နိုင်ပါတယ်အဲ့ဒီမေဟုံးကိုမေးဖို့မလိုလို့တော့ပဲဘဝခီးကိုအတိတ်ပဲရှိဖြတ်တိုင်းနေပြီဆိုတဲ့ခံစားချက်မျိုးနဲ့နေထိုင်နိုင်သွားတာပါပဲ